ဘဲဥဟာခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အရည်အသွေးမြင့်ပရိုတင်းဓာတ်တွေကျွဲဝါစွာပါဝင်လို့ကြွက်သားတွေကိုတန်မာစေပြီးတနေ့တာအတွက်လိုအပ်တဲ့စွမ်းရည်တွေကိုအပြည့်အဝပေးစွမ်းနိုင်ပါတယ်။ဘဲဥပြုတ်ကတော့အဆီဓာတ်နည်းပြီးအာဟာရဓာတ်တွေကိုအပြည့်အဝထိန်းထားနိုင်တဲ့အတွက်ကျန်းမာရေးကိုအထူးဂရုစိုက်သူတွေနဲ့ကိုယ်လေးချိန်ထိန်းညှိသူတွေအတွက်တော့အကောင်းဆုံးမနက်စာတစ်ခုပဲဖြစ်ပါတယ်။ဘဲဥကြော်တဲ့အခါမှာတော့အနက်အရသာပုံမမွှေးကြိမ်သွားပြီးစားသုံးလိုက်တဲ့အခါစိတ်ကိုကြည်လန်းဆန်းစေသလိုအဆီဓာတ်ပါဝင်မှုကြောင့်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အားအင်တွေကိုလျင်မြန်စွာဖြည့်တင်းပေးပါတယ်။ဘဲဥကိုဟင်းလျာအမျိုးမျိုးချိတ်ပြုတ်စားသုံးခြင်းကအာဟာရဓာတ်တွေကိုပုံမစုံလျောင်ဖြည့်ဆပ်ပေးနိုင်ပြီးအတူချက်ပြုတ်ထားတဲ့ဟင်းသီးဟင်းရွက်တွေရဲ့အာဟာရဓာတ်တွေကိုလည်းခန္ဓာကိုယ်ကပုံမစုံယူနိုင်အောင်ကူညီပေးပါတယ်။ဈေးဘဲဥကတော့ထူးခြားတဲ့အရာသာနဲ့အတူအစာဒီစနစ်ကိုကူညီပေးနိုင်တဲ့အာဟာရဓာတ်တွေပါဝင်ပြီးမတူညီတဲ့ဟင်းလျာတွေနဲ့တွဲဖက်စားသုံးလိုက်တဲ့အခါမှာတော့အစာရဲ့အရာသာကိုပုံပေါ်လင်းစေပါတယ်။ဘဲဥမှာပါဝင်တဲ့ကိုလင်းဓာတ်ကအုံနောက်မှန်ညံကိုတိုးတက်ကောင်းမွန်စေပြီးအာရုံကြောစနစ်ကိုကျန်းမာစေတဲ့အတွက်ကျောင်းသားလူငယ်တွေနဲ့အလုပ်လုပ်နေတဲ့သူတွေအတွက်ကတော့အလုံးမဲ့သင့်တော်ပါတယ်။မျိုးလုံးကျန်းမာရေးအတွက်အလွန်ကောင်းမွန်တဲ့လူတင်းနဲ့စီစဉ်သင့်ဓာတ်တွေဟာလည်းဘဲဥအနှင်မှာများပြားစွာပါဝင်တာကြောင့်မျိုးလုံးအမြင်အာရုံကိုကြည်လန်းဆန်းစေပြီးအသက်အရွယ်ကြောင့်ဖြစ်တဲ့မျိုးလုံးပြဿနာတွေကိုကာကွယ်ပေးပါတယ်။အရိုးတွေကိုတန်မာဖို့လိုအပ်တဲ့ဗီတာမင် D နဲ့ကယ်လ်ဆီယမ်ဓာတ်တွေဟာလည်းဘဲဥမှာအသင့်အသင့်ပါဝင်တာကြောင့်အရိုးပွားခြင်းကိုလည်းကာကွယ်ပေးပြီးအရိုးအစစ်တွေကိုခိုင်မာစေဖို့အတွက်လည်းနေ့စဉ်စားသုံးပေးသင့်ပါတယ်။ဘဲဥမှာပါဝင်တဲ့တန်ဓာတ်ဟာသွေးပြာနေရောဂါကိုကာကွယ်ပေးပြီးခန္ဓာကိုယ်အတွင်းအောက်ဆီဂျင်သယ်ဆောင်မှုကိုကောင်းမွန်စေကအသားရည်ကိုလည်းကြည်လင်လာစေပြီးကျန်းမာတဲ့အသွင်မြင်ကိုရရှိစေပါတယ်။ဈေးနှုန်းသက်သာပြီးရရှိရလွယ်ကူတဲ့ဘဲဥကိုနေ့စဉ်ပုံမှန်ပုံစံအမျိုးမျိုးနဲ့ပြောင်းလဲချက်ပြုတ်စားသုံးပေးခြင်းကမိသားစုဝင်တွေအားလုံးအတွက်အာဟာရပြည့်ဝပြီးကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်စေမှာအသေးကြပါပဲ။